ဒီနေ့မှာတော့ဒီမေးထားတဲ့ comment လေးကိုလာပြီးတော့ reply ပြန်ပေးချင်ပါတယ်သူကဗာမေးထားတာလဲဆိုတော့ဝန်ဒီနှစ်ခါထိတဲ့အခါမှာအကောက်ပြတ်တက်လားဆိုပြီးတော့မေးထားတဲ့ comment လေးကိုလာပြီးတော့ reply ပြန်ပြီးမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့အကောက်ကအဲ့လိုမျိုးဝန်ဒီနေခဏခဏပေးခံနေရပြီဆိုရင်ကိုကဘာကြောင့်အဲ့လိုမျိုးဝန်ဒီနေပေးခံနေရတာလဲဆိုတာကိုဖြစ်နေတဲ့အရာကိုသွားပြီးတော့အကောက်မှာသွားစစ်ပေးပါတကယ်လို့ဥမာကိုကတခြားသူရဲ့ comment မှာသွားပြီးတော့ရေးလို့ဖြစ်တာလားဒါမှမဟုတ်လို့ရှိရင်ကိုကနေပြီးတော့ဗီဒီယိုတင်တဲ့အခါမှာတချင်းက copyright မိနေတယ်လားဒါမှမဟုတ်လို့ရှိရင်သူများ report ထူတာလားဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့အကောက်ကိုသေချာသွားပြီးတော့စစ်လိုက်ပါတကယ်လို့အဲ့ဒီလိုမှမဟုတ်ဘူးကိုကနောက်ထပ်အဲ့လိုမျိုးတစ်ချိန်ပြီးတစ်ချိန်ထပ်မှားနေမယ်ဆိုရင်တော့ကိုယ့်ရဲ့အကောက်ပြတ်ကြဖို့ပဲရှိပါတယ်ဒါကတော့ဝန်နေနှစ်ချိန်ပေးလာပြီဆိုတော့ကိုယ့်ရဲ့အကောက်နောက်တစ်ခေါက်ထပ်မှားမယ်ဆိုလို့ရှိရင်သူကအကောက်ပြတ်တဲ့အထိကိုဖြစ်ပါတော့မယ်ဒါကြောင့်မလို့ကိုကအဲ့ဒီလိုမျိုးဝန်နေနှစ်ကြိမ်ပေးလာပြီဆိုရင်ကိုယ့်ရဲ့အကောက်ကိုသွားပြီးတော့စစ်လိုက်ပါဘာအတွက်ကြောင့်ဖြစ်တာလဲဘယ်ဗီဒီယိုကဖြစ်တာလဲဆိုပြီးတော့သွားပြီးတော့စစ်လိုက်ပါတခြားသူရဲ့ comment ကိုသွားပြီးတော့ဆဲရင်လည်းဖြစ်တတ်တယ်လို့ကိုယ့်ရဲ့ဗီဒီယိုတွေကိုယ့်ရဲ့သင်းတွေမှာလည်း copyright မိတာတွေတခြားသူရဲ့ဗီဒီယိုတွေကိုသွားတင်နေဆိုရင်တော့အဲ့ဒီလိုမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အကောက်ကိုသေချာစစ်လိုက်ပါတကယ်လို့ဝန်နေနေနှစ်ခါမိလာပြီဆိုရင်တော့အကောက်ပြတ်ကြတာတွေဒါမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီတစ်ချက်ကိုသတိသားဆောင်ခြင်းပြီးဖို့ဒီဗီဒီယိုကနေပြီးတော့ sharing လုပ်ပလိုက်ပါတယ်ဒီဗီဒီယိုလေးကကြိုးကြည့်မယ်လို့တော့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်